ထိုင်းနိုင်ငံမှာကိုဗစ်တွေပြန့်နေသိရမလား သိရလေ ထိုင်းသွားသေးလား သွား သွား ကိုလေဟလာနီမူတူပနီဒုဒုဘာယော ဒေါ်လာ ဘာဖြစ်တယ်လဲပေါ်စဒန်အိုက်တော့ဒီဘာဘာဘာဖြစ်တယ်လဲဘာကိစ္စလဲဘာလဲကျန်ကြန်တင်နေမတတော်လာကတော့ဘာပြောရမလဲကျေစုတင်ပါပဲအမြဲတမ်းအမားတို့တည်းရပါပဲ စကားပြောစရာ ဒီမိုးကျပြစ်မှာ surprise စီတိုင်မယ် ပြောလို့ရလား ရတယ်ရှင်ဘာလို့လဲ ခဏရနော် ကိုလေဟလာနီ ကိုလေးလာနီးကိုလေးလာနီး ကိုလေဟလာနီမူတူပနီဒုဒုဘာယော အဲ့ဒါလေးအရေးကြီးတယ်အရန်ကိုအရေးကြီးတာအန်တီ ဘာဖြစ်လို့လဲခမရတို့ကလည်းမသိဘူး အန်တီတို့မောတို့သိလားမသိဘူးလား အော် မောတို့လည်းမသိဘူးအန်တီအတူတူပဲ အေးဘယ်တကီယော အဲ့ဒါပြောတာအန်တီခဏလေးဒီမှာအန်တီကိုအရေးကြီးကိစ္စနဲ့လားမတွေ့တာ အရန်လည်းအရေးကြီးတယ်မြို့တွေကနေလာတာ ရောနီပါလေဘာဖြစ်တယ်လဲဘာကိစ္စလဲဘာလဲ အန်တီကနေကောင်းလား ကောင်းတယ် ကောင်းလားအော်အဖျားလိုက်ပါရောမရှိဘူးနော်ဟုတ်လားဖျားဟုတ်လား မဖြာဘူး နွေးတာမနွေးဘူးနော်အကုန်ကောင်းတယ်နော်အန်တီလက်တွေပါရောစမ်းကြည့်လို့ရလား ရတယ်ဆန်း တွေးခုံလုံးနေပါဟိုကပါလာညီမလေးက pressure တိုင်းတဲ့ဟာတွေပါလေနှလုံးခုန်တိုင်းတဲ့ဟာတွေပါ အေးဆရာဝန်ကနတ်မရုံ Nasma လားတဲ့ဆရာဝန်လားဟုတ်တယ် Nasma လည်းဟုတ်တယ်ဆရာဝန်လည်းသမီးပဲ Nasma လည်းသမီးပဲ ဘာဖြစ်တာလဲ ရင်ခုန်အောင်လားလောက်တာ ဘာလို့လဲ ဘာလို့လဲငယ်တော့ရင်ခုန်ဘူးလား မပါလာဘူးတော့ ငယ်တော့ရင်ခုန်တဲ့အချိန်တွေရောရှိဘူးလား မရှိဘူး မပါလာဘူးလားဒုက္ခပဲတိုင်းရမှာပါဆိုမတိုင်းရဘူးတိုင်းလို့မရတော့မပါလာဘူးတဲ့ pressure တိုင်းတဲ့ဟာလည်းမပါဘူးဟိုကနှလုံးခုန်တိုင်းတဲ့ဟာလည်းမပါဘူးလား ဒီမှာရှိရလေနှလုံးခုံ ဒီမှာလည်းရှိရတခါလဲဝယ်ပြီးလာပြီးဦးမှာတခါလဲအားပေးပြီးတော့မှသွားရမှာ ကေကိုနီဘက်တာမနီဂျန်တင်နေမတတော်လာတော့ Kino dollar mo. အေဂေါ်ခါလီယို Oh, okay. ကိုခါလို့မတင်ဘူးလား အေးလေမထင်ဘူး dollar ဘာဖြစ်တယ်လဲပေါ်စဒန်အိုက်တော့ ဘာမှမလုပ်ရလေချွေးပြန်တယ်မဟုတ်ဒီမှာလဲကျမ်းမာကြီးကောင်းလားဆိုမှလာစစ်တာ အော် ဒီကမောတို့လာစင်းမှာပဲကျမ်းမာရေးဟောက်တော့ပါတမီး အဲ့ဒါလေးပါလေထိုင်းနိုင်ငံမှာကိုဗစ်တွေပြန့်နေသိရမလား သိရလေ ထိုင်းသွားသေးလား သွား မသွားဘူးလားတကယ်မသွားဘူးလား ကြားလာပြီမသွား ကိုဗစ်လည်းမဖြစ်ဘူးပေါ့ အန်တီကလာစင်းလို့ပြောလိုက်တာနော် ဟုတ်တယ်လာစစ်တယ်အန်ဒီကနေကောင်းလားမကောင်းလားတဲ့မေးလိုက်လို့ပြောနေတာဟော ကိုဗစ်များဖြစ်နေပြီလားဆိုပြီးတော့ ဖျားလည်းမဖျားချောင်းလည်းမဆိုးဘူးပေါ့ ဘာမှမဖြစ်ဘူး စားလို့ရောကောင်းလား ကောင်းတယ် စားလို့ကောင်းတယ်ဘာစားရလဲဘာစားခဲ့ရလဲဒီနေ့မမေးတဲ့ဟာကိုပဲဖြေအန်တီမကြောက်နဲ့ဘာမှမလုပ်ဘူးမော ဘာ ကြိုက်လည်းမစားဘူးအန်တီကိုမေးပဲမေးမှာ အေးမေး မေးကြောက်နေပြီလေဒီနေ့စားကောင်းလား ကောင်းတယ် ဘာတွေစားရလဲအဲ့ဆို ကလည်းပဲစားတယ် ကလည်းပဲစားတယ် ဘာလဲဘာချော်လဲကမွန်ဂျင်ချော်စားတယ် ကမွန်ဂျင်ကြော်စားတယ်အော်မဟုတ်လေကျွေးလေစားတယ်တော့ကြီးတေးအောင်ကြာ အာလူနဲ့ရုံးပလေးဒီချော်တယ် အာလူတဲ့အဲ့လေစားတဲ့ဝင်နေတဲ့ ကိုဗစ်ကဆိုမဖြစ်ဘူးတင်တဲ့ ကိုဗစ်ကတော့မဖြစ်ဘူးသေးကြသွားပြီအဲ့ဆိုဘာဖြစ်တာလဲနှလုံးရောဂါလား ဘာမှမဖြစ်ဘူး မဖြစ်တဲ့လူ ဒီမှာချွေးရထွက်နေပြီဘာလဲမသိ ချွေး ဘူး ထွက်နေပြီတဲ့အဲ့ဆိုရင်တော့ဖြစ်တယ်တဲ့ဒီမှာစစ်ရတော့မှချွေးထွက်တာကိုစစ်တဲ့ဟာရှိလားအဲ့ဒါချွေးထွက်တာကိုစစ်တဲ့တခုခုရှိလားကရိယာလေးပါလေချွေးထွက်တာကိုစစ်တဲ့ဟာလေးအဲ့လိုတော့မရှိဘူး ဘူးနော် ဝိနေကေဟိုမနကေ အရန်လူကအားနဲနေလို့တဲ့အန်တီရတဲ့အားနဲနေလို့တဲ့မှာမောက်နေရော ယူကက်တော့အားစေးပါတယ် အားစေးတွေလည်းပါတယ်ဟိုမှာဒီဘက်ကြည့်မောက်ကြည့်ဟိုဘက်မကြည့်နဲ့ဒီဘက်ပဲကြည့်မောက် ကိုလည်းပါ ဟိုမှာမောက်နေရောပေးလိုက်ပြီ မုံနေရောပါတယ်အန်တီတွက်တယ် အရန်အားနဲနေလို့တဲ့အန်တီရတဲ့ ပေးရတယ်တဲ့မောတို့ပေးတာလေမယုံဘူးလားမောတို့ပေးပါတယ်ဆိုဒီ အေးနာနီကေဟိုမင်းတို့မွေးနေ့ကတနေ့ရင်ပြီးပြီရောဒါ ပြီးသွားပြီအဲ့ဒါပြောမောကဒီမှာအန်တီရတဲ့နေမကောင်းလို့ကြားလို့မမောက်နေရောဝယ်လာပြီးတာမောက်မသိဘူးလားကြည့်လေတေချာကြည့်ကြည့်ဘယ်သူနဲ့တူလဲ မသိ ကက်ထရီနာကက်ဖ်နဲ့မတူလား ကိုလည်းအမဒီဘေတီလေကို ဟုတ်ဘူးမောတို့တိုက်လိုက်တာအန်တီကိုဒီမှာမောကိုကြည့်လေမောမမတ်မိဘူးလားလို့ မမမီဘူး ဒီမှာအန်တီအားနေနေဆိုမုတ်တွေဝယ်လာပြီးထားတာ အေး မမတ် ဟုတ် မိ တယ် ဘူး ကျေးဇူးပါပဲခဏလေးနဲ့ပြီးလို့လားမသိ ကြံသေးတယ် ကြံသေးတယ်နောက်ထပ် အေးလို့ အဲ့ဆိုတော့ယူခဲ့ပြလိုက်တော့ကွာအန်တီကမှလန့်နေပြီနှလုံးခုန်မှဒီမှာပဲမှ heart attack တွေပါဖြစ်မှာဆိုလို့ မသိရောဘယ်သူတွေပါလဲမသိဘူးနော် ဟာ ဟမ် ဒီမှာတရားတဲ့ဟွာတဲ့ဗာလဲသွေးပေါင်ကြနေရင်စားဖို့တဲ့အချိုးတဲ့
င်ကြနေစားဖို့ချိုးတယ်ဟိုကတ ဆက် ခု ထိုးရရ လက်ခံပြီးတော့အန်တီ ဘဒူလောက်သေးတာလဲ ပြောပြဘူးလား အဲ့ဒါပြောပြလို့မရအောင်အဲ့ဒါအန်တီကိုမေးမှရမှာဘသူပေးရလို့ထင်တယ် ကို အဲ့ ဘေ ဒါ တီဒီလေ ဘသူလဲ အန်တီဒီဘက်လေးမှပြောသူတို့မကြည့်နဲ့တော့ စားလည်းမပါဘူးနော် စားလည်းမပါ စားလည်းမပါဘူးလားစားပြောပြမှာအန်တီကခံမန်းရမှာကိုကဘသူပေးရလဲဆိုပြီးတော့မှ ကိုဘာပါလေ ဘာမှအော်အဖေကတိုက်တာဟုတ်တယ် ဟုတ်လား ဟုတ်တယ် ဟုတ်ပြီချင် အဖေရှိလာလည်းမသိ ဂျမနာလေဟဲ့စဒါလေ ဘသူလဲအန်တီခံမန်းကြည့်ကြည့်ရော အန်တီကမျိုးသားလားမှမသိတာအန်တီကိုချစ်လို့ထည့်ပေးလိုက်တာနေမှာပေါ့ ဟုတ်တယ်အရန်ချစ်တဲ့အမျိုးသားရှိနေတော့ထည့်ပြီးမှာပဲဒါမျိုးတွေရင်ခုနအဲ့ဒါမောတော့ခုနမေးသေးတယ်လေအန်တီကဒီတစ်ခါပဲရင်ခုန်ဘူးလားလို့အရင်တော့ရောရင်ခုန်ဘူးလားလို့ မတခါမှလည်းဒါမျိုးမဖြစ်ဘူး အန်တီယောက်ျားမပေးဘူးလားအန်တီကိုဒါ မပေးဘူး အန်တီယောက်ျားနဲ့ချစ်တော့အောင်ရင်မခုန်ဘူးလား အဲ့ဒါတော့ အဲ့ဒါတော့ပါအခုလေဒီတစ်ခါပဲရင်ခုန်ပြီဆိုတော့ဘာတူလဲ အေးတော့အဖိုးကြီးဘယ်လားမသိ အဖိုးရလားမသိအဖိုးရလို့ရင်ခုန်အောင်လုပ်နေကြလား မလုပ်ဘူးတခါမှ သူကချစ်ပြောလာမလောက်တာလားမှမသိတာ အေးအဖိုးကြီးဆိုတာနဲတယ်လေနော် အဖိုးကြီးဆိုရင်တော့ဒါနဲတယ်တဲ့ကွာအဲ့ဆိုရင်တယောက်ပဲခံမှန်းကြည့်လိုက်ဘာတူလဲလို့ မသိဘူးတူမလားမသိဘူးဘေတီညီမလား ဘေတီကဘာတူတော့ ဘန်ကောက်မှာရှိတယ်လေ ဘန်ကောက်မှာရှိတယ်။အော် तू ကလုတ်ပေးနေကြလား မလုပ်ပေးဘူး ။အဲ့ဆိုဘေတီလို့ဘာလို့ထင်တာလဲ မသိဘူး तू ကမနေ့ကဖုန်းဆက်တယ်လို့ပြောတယ်ကွာမသိ ။ ဘူး အော် तू လားမသိဘူးလို့ပြောထင်တာလေ ထင်တာနော်။အဖိုးကြီးကကြာမထင်ဘူးနော်။ခက်တာ အဖိုးကြီးကတခါမှမလုပ်ပေးဘူး ။အဖိုးကြီးကတစ်ခါမှမလုပ်ပေးဘူးတဲ့။အဲ့ကြောင့်ဖိုးကြီးကိုမထင်ဘူးတဲ့ ဘယ်သူလုပ် ။ကဲ တာလဲ ပြလို့မရ ကလေးလေးနဲ့ ။ကဲပြောလိုက်တော့မယ်နော်။ Okay ဘယ်သူလုပ်ပေးရလဲဆိုမှပြောလိုက်မယ်နော် อืม ။မင်္ဂလာပါတီတီတဲ့။အဲ့နဲ့စားလိုက်မယ်နော် อืม ဒီဒီနဲ့တကွာတဲ့မိသားစုအားလုံးနေကောင်းချမ်းသာကြပါစေလို့တဲ့ကျမဘက်ကဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်တဲ့ဒီဒီကိုတဲ့ဖုံးမဆက်ဖြစ်ပေမဲ့တဲ့ကျမအမြဲတမ်းတတိယအောင်းမိနေပါတယ်တဲ့သူလေ သူမပဲအဲ့လိုဆို ဒီဒီတို့ကတဲ့ကျမရဲ့တဲ့ကျေးဇူးရှင်လည်းဖြစ်တယ်လို့တဲ့ဖူးဖူးလည်းဖြစ်ကြတဲ့အတွက်တဲ့အမြဲတမ်းဥထိတ်ထားပါတယ်တဲ့ဖူးကြီးတဲ့ဖူးဖူးကတဲ့ကျမအတွက်တဲ့ဖူးဖူးလည်းဖြစ်တယ်လို့တဲ့အမတယောက်လည်းဖြစ်ပါတယ်တဲ့ ဖူးဖူးလည်းဖြစ်တယ်တဲ့ဒီဒီလည်းဖြစ်တယ်တဲ့ဒီဒီတို့စီလာလဲနိုင်အောင်လဲစူးစမ်းနေပါတယ်နော်တဲ့ဒီဒီရဲ့မွေးနေ့ရတဲ့ပြီးသွားပြီမယ်တဲ့အချိန်လေးကြောင်းတဲ့ဘတ်ဒေးဂစ်ကိုမပေးလိုက်ရဘူးတဲ့အခုတော့တဲ့ဒီလိုပို့ပေးလိုက်တယ်နော်တဲ့ Happy birthday လို့ဒီဒီတဲ့တပြိုင်လေးမှာတဲ့ဒီဒီအပေါ်ကာယကံဝစီကံမနောကံနဲ့စတဲ့ကံသုံးပါးနဲ့ပြမမိခဲ့တာရှိရဲဆိုရင်လည်းဘွေးနီဒီကနေရှစ်ဖို့ကတော့ဝင်ချတောင်းမှန်ပါတယ်တဲ့ ဒီဒီတို့မိသားစုကောင်းကျိုးလူရင်ဆန္ဒတလုံးတော့ဝါကြီးပြည့်စုံပါစေနော်ဒီဒီရဲ့ဒီဒီကိုအချမ်းလွမ်းနေပြီလားကိုကြီးရတဲ့အရန်လဲချစ်တယ်တဲ့အချစ်ချောင်းလေးကိုဒါမျိုးလေးနဲ့ပြသလိုက်ပါတယ်နော်ဒီဒီတဲ့ ဘေတီလည်း ဘီတီအရန်ချောတဲ့အန်တီမှာငိုသွားရင်ငိုတာလည်းချစ်စရာလေး အကျော်ပြည့် ဝမ်းတာဘီတီမြတ်ရေအဲ့တော့ဘီတီကိုပါပြန်ပြောချင်တယ်အန်တီ ဘာပြောရမလဲကျေးဇူးတင်ပါတယ်လို့အမြဲတမ်းအမတို့တတိယပါတယ်လို့ ကျမနေကောင်းကျမ်းမာရဲ့လားဆိုတာဗီဒီယိုလေးလာပြီးအကြောင်းမောအကုန်လုံးမေးပြရတော့မသိဘူး ကလေးရမွေးနေလို့ပြီးတော့လည်းသူတတိယရတယ်လေ အဲ့ဒါ ကျမနေရ ခင်းလို့ခင်း စားနေတယ်တဲ့ ဟောကျမပါစေချမ်းသာပါစေလူရစန္ဒရလည်းပြည့်စုံပါစေစကိရန်စံတိရန်ရောဂီရန် အခုလိုရတာရောဘယ်လိုခံစားရလဲ ခံစားရတယ် ခံစားရတယ်အဲ့ရင်ထဲမှာရမ်းနစ်သွားတယ်တဲ့ရမ်းနစ်ပြီးပျော်လဲပျော်ရတယ်ဝမ်းသာလည်းပြီးတယ်ဖြစ်တယ်အဲ့ တတိယရတယ်သူ တတိရတယ်တဲ့ မွေးနေတော့လည်းတတိယရတယ်ဒါပေမဲ့ကောင်းကမပြောလိုက်ရဘူးသမီးတွေကပြုံတိုင်းလုပ်ပြတယ်ဆိုတော့ ဟာကျေလော်မောဘက်ကနေလည်းဆူတောင်းပေးတယ်မွေးနေ့တွေကိုဒီထဲမှာကအများကြီးပျော်ရွှင်ရပါစေလို့ပြီးတော့ဒီလိုပဲချစ်တဲ့လူတွေပေါ်များပါစေလို့နော်သူ surprise လေအဖိုးကြီးကနေလည်း surprise အများကြီးတိုက်နေပါလေလို့ဆူတောင်းပေးလိုက် အဲ့ဒါ လာလာပျော်ရွှင်ပါစေလာလာတပုတ်လေးတပုတ် ဒီ surprise တွေကတော့ Bangkok မှာတူမလေးကအတော်